မင်္ဂလာပါဘုံရီကက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်ကားကတော့2025ခုနှစ်အတွင်းမှာထွက်ရှိထားတဲ့ What We Hide ဆိုတဲ့ဇာတ်ကားဖြစ်ပြီးဒီဇာတ်ကားဟာဆိုရင်မိဘမဲ့ကလေးနှစ်ဦးရဲ့တနာစရာဘဝဇာတ်ကြောင်းနဲ့ညင်ပတ်နှိပ်စက်ခံရမှုတွေကိုဖော်ကျူးထားတဲ့ဇလန်းကောင်းလေးပဲဖြစ်ပါတယ်ဒီတော့ဇလန်းလေးစီကိုသွားလိုက်ကြရအောင်လားရှင်ဇလန်းအစမှာတော့ညီမနှစ်ယောက်ဖြစ်တဲ့စပိုက်ဒါနဲ့ဂျက်စီတို့ဟာသူတို့ရဲ့မိခင်ဂျေစီဆေးလွန်ပြီးတည်ဆုံးနေတာကိုငိုယိုရင်ကြည့်နေကြပါတယ်ရဲတိုင်လိုက်ရင်သူတို့အညီမနှစ်ယောက်ကိုခွဲပြီးမိဘမဲ့ဂေယာရီစီပို့ပစ်မှာကိုစပိုက်ဒါကအရန်ကြောက်နေတာနဲ့အလောင်းကိုဖျောက်ဖျက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ဟာအာကွန်သုံးပြီးမိခင်ရဲ့ရုပ်အလောင်းကိုအိမ်နောက်ဖေးကဂူတောင်ထဲမှာရှိတဲ့တစ်တာဟောင်းကြီးထဲမှာဝှက်ထားလိုက်ကြပါတယ်။ဂျက်စီကတော့အမေကိုနောက်ဆုံးအကြိမ်ဖြစ်နမ်းရှိုက်လိုက်ပြီးအမတ်တရဖြစ်အမေရဲ့လောက်ကက်တီးလေးကိုယူထားလိုက်ပါတယ်။စပိုက်ဒါကဒီလှုပ်ဝက်ချက်ကိုဘသူ့ကိုမှမပြောပြဖို့နဲ့ညီမဖြစ်သူကိုအချိန်ချင်းသတိပေးပြီးတကယ်လို့အတိပေးလိုက်ရင်သူတို့ညီမနှစ်ယောက်ကိုမိဘမဲ့ဂေယာရီစီတကွဲတပြားစီပို့ပစ်ကြလိမ့်မယ်လို့ဂျက်စီကိုပြောပြနေပါတယ်။ဘသူမှသူတို့ကိုခွဲမပစ်နိုင်ခင်သူမှပဲအသေးခံလိုက်မယ်လို့စပိုက်ဒါကအာမခံထားပါတယ်။နောက်တော့သူတို့ညီမတွေမနှက်စာစားနေတော့အမေဖြစ်သူရဲ့ဖုန်းကရုတ်တရက်မြည်လာပါတယ်။ရစ်ဆိုသူကဖုန်းခေါ်လာတာဖြစ်ကြောင်းစပိုက်ဒါသတိထားမိပေမဲ့ဖုန်းကိုတော့မကင်လိုက်ပါဘူး။သူတို့ကြောင်းသွားဖို့ပြင်ကြတဲ့အခါဂျက်စီကအမေဖြစ်သူရဲ့ဆွဲကြိုးကိုဆွဲထားတာကိုစပိုက်ဒါကမြင်သွားပြီးလူတွေတန်တရားဝင်နိုင်တာမို့ဂျက်စီကမချင်မရဲနဲ့ပဲပြန်ဖြုတ်လိုက်ရပါတယ်။ကြောင်ရောက်တော့လဲစပိုက်ဒါကညီမလေးကိုဒီလှုပ်ဝက်ချက်ကိုဘသူ့ကိုမှမပြောဖို့ထပ်မံပြီးသတိပေးခဲ့ပါတယ်။ဒါပေမဲ့လဲစပိုက်ဒါကိုယ်တိုင်ကတော့ရင်ထဲမှာအောင်မထားနိုင်ပဲသူမရဲ့ချစ်ရဆုံးတငယ်ချင်းကောင်းအဲလက်ဇက်ကိုအကြောင်းစုံပြောပြလိုက်ပါတယ်။အဲလက်ဇက်ကဂျေစီပြောက်နေတာကိုလူတွေသတိထားမိသွားမှစိုးရိမ်နေပေမဲ့ပြီးခဲ့တဲ့လအနေငယ်အတွင်းမှာသူမအမေဟာအင်ရှိဝရန်ဒါအထိတောင်ထွက်နိုင်တာမဟုတ်ကြောင်းစပိုက်ဒါကပြန်ပြောပြပါတယ်။ညနေပိုင်းမှာဂျက်စီကိုတငယ်ချင်းဖြစ်သူရဲ့အဖွားကအိမ်ထိလိုက်ပို့တာကိုစပိုက်ဒါတီးသွားပြီးစိတ်တူသွားပါတယ်။အိမ်ထဲအထိဝင်လာပြီးအမှန်တရားကိုတီးသွားနိုင်တယ်ဆိုပြီးညီမဖြစ်သူကိုစူပူချိန်မောင်းမာတော့တယ်။ညရောက်တော့စပိုက်ဒါကညသာချက်ဖို့ပြင်မိမယ်။အိမ်မှာစားစရာဘာမှမရှိတော့တာကိုသတိထားမိသွားပါတယ်။ရှိတာလေးနဲ့ပဲဖြစ်တယ်လို့စားရင်6ရက်နေရင်အစိုးရထောက်ပံ့ကြေးရတော့မှာမို့မစိုးရင်ဘူးဂျက်စီကိုနှစ်သိမ့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်ရှိမှာကားတစ်စီးလာရက်ပြီးအမေဖြစ်သူရဲ့ရီစာရစ်ရောက်လာတာကိုစပိုက်ဒါသိလိုက်ပါတယ်။သူကဂျေစီနဲ့တွေ့ဖို့အတင်းတောင်းဆိုတဲ့အခါစပိုက်ဒါကအမေဟာအခြားမျိုးသမီးတစ်ယောက်နဲ့ကားစီးပြီးထွက်သွားတာတနာရီလောက်ရှိပြီလို့ညာပြောလိုက်ပါတယ်။ဒါကိုရစ်ကဒေါသထွက်သွားပြီးသူ့စီပြန်ပြီးဖုံးဆက်ဖို့မှာကပြန်ထွက်သွားပါတယ်။ဒီဖြစ်ရဲ့ကြောင့်ညီမနှစ်ယောက်လုံးကြောက်လန့်သွားကြပြီးရစ်ကခဏခဏပြန်လာအောင်ပါပဲလို့ဂျက်စီကပြောပါတယ်။နောက်တော့တဲအိမ်ထဲကအမေလောင်းနားမှာငိုနေတဲ့ဂျက်စီကိုစပိုက်ဒါကတွားရောက်ချုံမော့ရပါတယ်။ရစ်ဟာစေးသမားတစ်ယောက်သာဖြစ်ပြီးသူစိတ်ဝင်စားတာကဆေးပဲရှိတာမို့အမေကသူ့ကိုစိတ်ဝင်စားတော့ဘူးဆိုတာသိသွားရင်နောက်တစ်ယောက်စီပြောင်းသွားလိမ့်မယ်လို့အားပေးပါတယ်။ရန်နှင်းငယ်ကြတော့အမေဖြစ်သူရဲ့ကတ်ထဲကိုထောက်ပံ့ခြင်းငွေတွေဝင်လာတာမို့ညီမနှစ်ယောက်စတိုးဆိုင်ကိုသွားပြီးမုတ်တွေအများကြီးဝယ်ခဲ့ကြပါတယ်။သူတို့မုံစားပြီးပြောနေတော့မှစတိုးဆိုင်ကအယောင်စီကိုရီရောက်လာပြီးသူတို့ကိုဓာတ်ပုံရိုက်လိုက်ပါတယ်။စပိုက်ဒါကစိတ်တူသွားပြီးသူ့ကိုနှာဘူးလို့ဆွဆွဲကဓာတ်ပုံတွေကိုဖျက်ဖို့ကြိုးစားပေမဲ့ဒါဟာဒီဂျစ်တယ်ကင်မရာမဟုတ်မှန်သိသွားပါတယ်။ကိုရီကသူ့ကင်မရာကိုပြန်ယူပြီးအလုပ်ပြန်ဝင်သွားပါတယ်။အိမ်ပြန်ရောက်တော့ထောက်ပံ့ကြေးဘယ်လောက်ရလဲလို့ဂျက်စီကမေးတဲ့အခါမိသားစု3ယောက်အတွက်ဒေါ်လာ600နီးပါးရကြောင်းစပိုက်ဒါကပြန်ဖြေပါတယ်။နောက်နေ့မနက်မှာအမေဖုန်းစီဖုန်းပြန်လာပြန်ပါတယ်။ဒီတစ်ခါတော့အတန်စာချန်ထားခဲ့တာဖြစ်ပြီးကလေးတငယ်စောင့်ရှောက်ရေးကပေါ်လာဖြစ်နေပါတယ်။သူမဟာဂျေစီကကလေးတွေကိုတည်တည်ချာချာစောင့်ရှောက်ရဲ့လားဆိုတာစစ်ဆေးဖို့လမ်းမရောက်နေပြီလို့ပြောပါတယ်။ဒါကိုကြားလိုက်ရတဲ့ညီမနှစ်ယောက်ဟာအထိတ်တလန့်နဲ့အမေရဲ့ရှုပ်ပွားနေတဲ့အခန်းကိုအမြန်ဆုံးရှင်းလင်းကြပါတယ်။အခန်းရှင်းနေရင်ဆရာဖြစ်လက်မှတ်တစ်ခုကိုတွေ့သွားပြီးသူတို့အမေဟာအရင်ကဆရာမတစ်ယောက်ဖြစ်ခဲ့ဘူးကြောင်းစပိုက်ဒါကပြောပြဂျက်စီကမယုံနိုင်အောင်ဖြစ်နေပါတယ်။အမေဟာဘန်တစ်ခုမှအလုပ်အင်တာဗျူးသွားနေတယ်လို့လိန်ပြောဖို့စပိုက်ဒါကဆုံးဖြတ်လိုက်ပေမဲ့အမေကအပြင်မှာရှိနေသေးတာကိုဂျက်စီကသတိပေးပါတယ်။စပိုက်ဒါကကားမမောင်းတတ်ပေမဲ့ဂိုးကတ်မောင်းတယ်လို့ပဲလို့ဂျက်စီကအားပေးတာကြောင့်ကားကိုတနေရာမှာသွားဝက်နိုင်ခဲ့ပါတယ်။ခဏအကြာမှာပေါ်လာရောက်လာပြီးစပိုက်ဒါကအမေဘန်မှာအင်တာဗျူးသွားနေတယ်လို့ညာပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူမကအမေကဘလောက်တာဝန်ကြီးကြောင်းသူတို့ကိုဘလောက်ဂရုစိုက်ကြောင်းတွေကိုညာပြောလိုက်ပါတယ်။ပေါ်လာကရေခဲတတာနဲ့ဗီဒီယိုတွေကိုစစ်ဆေးကြည့်တဲ့အခါစားစရာတွေပြည့်နေတာကတကြောင်အမေရဲ့အခန်းကတန်ရှင်းနေတာကတကြောင်ကြောင့်စိတ်ချသွားပုံရပါတယ်။သူမပြန်ကန်နီးမှာဂျေစီကိုဖုံးဆက်ခိုင်းဖို့မှာခဲ့ပါတယ်။ပေါ်လာထပ်ပြီးလာအောင်မလားလို့ဂျက်စီကစိုးရိမ်နေပေမဲ့
စပိုက်ဒါကတော့အရင်ကအမှုဆောင်တွေလည်းတစ်နှစ်တောင်မခံဘူးလို့ပြောပြီးနှစ်သိမ့်လိုက်ပါတယ်တခြားတစ်ဖက်မှာတော့ဒေသခံရဲအရာရှိဘန်းဟာဈေးကြောင်ပြီးကားမောင်းရာကအက်ဆီဒန့်ဖြစ်တဲ့အမှုတစ်ခုကိုစစ်ဆေးနေပါတယ်စိတ်မကောင်းစရာကတော့ကားနောက်ခန်းမှာကလေးငယ်2ယောက်ပါလာတာဖြစ်ပေမဲ့ကံကောင်းထောင်မစွာနဲ့ပဲကလေးတွေကဘာမှမဖြစ်ခဲ့ပါဘူးညနေပိုင်းမှာဘန်အိမ်ပြန်ရောက်လာတော့သူသမီးအလက်ဇက်နဲ့အတူစပိုက်ဒါကိုတွေ့လိုက်ရပါတယ်စပိုက်ဒါကအဲ့ဒီမှာညစာအတူစားပြီးအမေလှုပ်ရှုပ်နေတာမို့ဘတ်ကားနဲ့ပဲပြန်တော့မယ်လို့ပြောပါတယ်ဒါပေမဲ့မိုးချုံနေပြီဖြစ်လို့ဘန်ကကိုယ်တိုင်လိုက်ပို့ပေးပါတယ်အင်းရှိရောက်တော့ဘန်ကသူနဲ့ဂျေစီဟာအရင်ကကျောင်းနေဘက်တွေဖြစ်ကြောင်းပြောပြပါတယ်ဘန်ကအိမ်ထဲဝင်ပြီးဂျေစီနဲ့စကားပြောချင်ပေမဲ့စပိုက်ဒါကအမေဟာမနေ့ပြန်အင်တာဗျူးအတွက်အရန်စိတ်လှရှားနေလို့ဘသူကိုမှမတွေ့ချင်ဘူးလို့တားလိုက်ပါတယ်အိမ်ထဲရောက်တော့ဂျက်စီကသူမကိုကျောင်းကအဖွားတောင်လိုက်ပို့ခွင့်မပေးပဲရဲအရာရှိကိုတော့အိမ်အထိလိုက်ပို့ခိုင်းရသလားဆိုပြီးစပိုက်ဒါကိုစုပူပါတယ်အဲ့ဒီညမှာစပိုက်ဒါကဂျက်စီကိုတောင်းပန်လိုက်တာကြောင့်ဂျက်စီဟာအံ့ဩသွားခဲ့ရပါတယ်စပိုက်ဒါစီကတောင်းပန်စကားကိုတခါမှမကြားဘူးလို့ပါအဲ့ဒီမှာဂျက်စီကဝမ်းနဲ့သွားပြီးသူတို့ဒီလိုမျိုးဘယ်လောက်ထိဆက်နေသွားရမှာလဲလို့မေးခွန်းထုတ်လိုက်ပါတော့တယ်နောက်နေ့မှာစပိုက်ဒါကဘတ်စကားလက်မှတ်စီသွားမိတဲ့အခါအသက်15နှစ်လို့ဖြေမိတာကြောင့်အယောင်စရေးကသူမထွက်ပြေးဖို့ကြိုးစားနေမှန်းသိသွားပြီးအပြင်လောကကသူမထင်တယ်လို့မလွယ်ကူကြောင်းသတိပေးပါတယ်။ကူညီပေးဖို့ကမ်းလှမ်းခဲ့ပေမဲ့စပိုက်ဒါကတော့ကြောက်လန့်တကြားထွက်ပြေးလာခဲ့ပါတယ်။နောက်တော့စတိုးဆိုင်မှာကိုဒီနဲ့ထပ်တွေ့ပါတယ်။အဲ့ဒီအချိန်မှာသူရိုက်ထားတဲ့ဓာတ်ပုံကိုလာပေးတာကြောင့်စပိုက်ဒါကပြုံးနိုင်ခဲ့ပါတယ်။သူကအတူတူလျှောက်လဲပြီးဓာတ်ပုံရိုက်ဖို့ဖိတ်ခေါ်ပေမဲ့စပိုက်ဒါကညှင်းလိုက်ပါတယ်။ညရောက်တော့ကိုဒီပေးတဲ့ဓာတ်ပုံကိုဂျက်စီကတွေ့သွားပြီးစပိုက်ဒါကိုစားနောက်ပါတယ်။ဂျက်စီကကိုဒီကိုအခွင့်အရေးပေးဖို့နဲ့ဘဝမှာပျော်နေဖို့တိုက်တွန်းတာကြောင့်နောက်နေ့မှာစပိုက်ဒါကကိုဒီနဲ့အတူဆိုင်ကယ်စီးပြီးလိုက်သွားခဲ့ပါတယ်။လမ်းမှာကိုဒီကမော်ဒယ်တစ်ခုမှာဒန်နစ်ဆိုတဲ့လူတွေတွေ့ပြီးဓာတ်ပုံတချို့ကိုပေးခဲ့ပါတယ်။အဲ့ဒီနောက်သူတို့တိုးအုပ်ထဲကိုရောက်တဲ့အခါကိုဒီကစပိုက်ဒါကိုဓာတ်ပုံရိုက်နေတင်ပေးပါတယ်။အဲ့ဒီအချိန်မှာဘန်ကစပိုက်ဒါတို့အိမ်ကိုရောက်လာပြီးတကားခောက်ခဲ့ပေမဲ့ဘယ်သူမှမထူးပါဘူး။ဂျေစီရဲ့ကားကိုတွေ့လိုက်ရတာကြောင့်သူတန်တရားဝင်သွားပါတယ်။အနာကတဲအိမ်လေးကိုသွားစစ်ဖို့လုပ်နေတော့မှပဲအရေးပေါ်ဖုန်းတကောဝင်လာတာကြောင့်ဗန်လည်းပြန်ထွက်သွားရပါတယ်။ကိုဒီရဲ့ဓာတ်ပုံကူးတဲ့အခန်းထဲမှာစပိုက်ဒါကဒန်နီရဲ့ပုံကိုတွေ့ပြီးမေးကြည့်တဲ့အခါကိုဒီကဒန်နီဟာအရင်ကမူရစ်ဆေးရောင်းမှုကြောင့်သူဇနီးဆေးလွန်ပြီးတည်သွားလို့ကလေးတွေကိုအစိုးရကတိမ်းသွားကြောင်းပြောပြပါတယ်။အိမ်ပြန်ပို့တဲ့အခါစပိုက်ဒါကအမေကလူစိမ်းနေနဲ့တွေ့ရင်စိတ်တူရက်တယ်ဆိုပြီးအိမ်ထဲဝေးရမှာပဲဆင်းခဲ့ပါတယ်။ကိုဒီကသူ့ရဲ့ digital camera ကိုစပိုက်ဒါကိုခိတာငှားပေးလိုက်ပါတယ်။အဲ့ဒီနောက်ပိုင်းရက်တွေတော်ကြတဲ့အခါညီမနှစ်ယောက်ဟာခက်ခဲတဲ့ကြားကပဲပျော်စရာလေးတွေရှာပြီးပုံမှန်အတိုင်းနေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့တနေ့မှာတော့သူတို့စားတောက်ဆိုင်ရောက်နေတော့ရစ်ကာရုတ်တရက်ရောက်လာပြီးဂျေစီသူ့စီဖုံးမဆက်လို့ဒေါသထွက်နေပါတယ်။စပိုက်ဒါကအမေဟာစိတ်ပြက်နေပြီးသူ့ကိုမတွေ့ချင်တော့ဘူးလို့ပြောလိုက်တဲ့အခါရစ်ကအမေဖြစ်သူအကျွေးတင်နေတဲ့$300ကိုတောက်ကြနေအရောက်ပြန်ပေးဖို့ရန်လုပ်ပါတော့တယ်။ငွေကြေးမပြေဆုံးတဲ့ကောင်မလေးတွေအတွက်ဒါဟာအကြက်တဲကြီးဖြစ်သွားပါတယ်။နောက်တစ်နေ့မှာစပိုက်ဒါကကိုဒီပေးတဲ့ကင်မရာကိုတောပေါင်မိမဲ့$50ပဲရတာကြောင့်နောက်ဆုံးမှာအမေဖြစ်သူရဲ့ဆွဲကြိုးလေးကိုပါပေါင်လိုက်ရပါတယ်။ဆိုင်ရှင်က2ပတ်အတွင်းပြန်မရွေးရင်2ဆပေးရမယ်လို့တတိပေးလိုက်ပါတယ်။ညဘက်မှာတော့စပိုက်ဒါကရစ်ရဲ့ကားအင်စီကိုသွားပြီးပတ်စံပေးကသူတို့ကိုနောက်လာမနှောက်ယှက်ဖို့တောင်းပန်ပါတယ်။ဒါပေမဲ့ရစ်ကသူမကိုမပြန်ခိုင်းပဲအမေဖြစ်သူကိုဘာကယူသွစေခဲ့လဲဆိုတာကိုပြမယ်ဆိုပြီးချိန်ချောက်လာပါတယ်။စပိုက်ဒါကကြောက်လန့်တကြားနဲ့ထွက်ပြေးလာခဲ့ရပါတယ်။အိမ်ကိုရောက်တော့သူမဟာတဲအိမ်တွေကတစ်တာကိုဒေါသတကြီးကန်ကြောက်ပြီးသူတို့ကိုဒီလိုအခြေအနေနဲ့ထားပစ်ခဲ့တဲ့အမေဖြစ်သူကိုရင်နာနာနဲ့အော်ဟစ်ဆဲဆူလိုက်ပါတယ်။နောက်တနေ့မှာစပိုက်ဒါကအွန်လိုင်းကနေရှာဖွေကြည့်ရမှာညီမလေးကိုတရားဝင်မွေးစားနိုင်မှုဆိုရင်သူမအသက်16နှစ်ပြည့်ရမယ်ဆိုတာကိုသိလိုက်ရပါတယ်။ညဘက်မှာဂျက်စီကပျောက်နေတဲ့ဆွဲကြိုးအကြောင်းမေးတဲ့အခါစပိုက်ဒါကပြန်တွေ့မှာပါလို့ပဲညာပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဘန်ကသူတို့မိသားစုကိုညစာစားဖို့ဖိတ်တဲ့အတန်ကိုဖုန်းထဲမှာကြားလိုက်ရလို့သူတို့ပို့ပြီးစိုးရင်သွားကြပါတယ်။နောက်နေ့မနက်မှာစပိုက်ဒါကဒန်နစ်စီသွားပြီးသူမအသက်16နှစ်ပြည့်ကြောင်းအတုလုပ်ထားတဲ့ ID ကတ်လုပ်ပေးဖို့တောင်းဆိုပါတယ်။စပိုက်ဒါမှာပတ်စံမရှိပေမဲ့ဒန်နစ်ကသူမကိုတနာသွားပါတယ်။အဲ့ဒီနောက်မှာတော့စပိုက်ဒါကအလက်ဇက်ကိုသူမရဲ့စီစဉ်တွေကိုပြောပြပါတယ်။ ID ကတ်ရရင်ညီမလေးကိုခေါ်ပြီးတခြားမျိုးကိုပြောင်းတော့မယ်လို့ဆိုပါတယ်။ထောက်ပံ့ခြင်းငွေထည့်ရတဲ့အခါစပိုက်ဒါကပေါင်တန်ထားတဲ့ကင်မရာကိုသွားရွေးပေမဲ့ဆိုင်ရှင်ကရောင်းလိုက်ပြီးဖြစ်လို့တခြားကင်မရာအသစ်တစ်လုံးကိုပဲဝယ်ခဲ့ရပါတယ်။ဆွဲကြိုးကိုတော့ပတ်စံမလောက်လို့မရွေးနိုင်ခဲ့ပါဘူး။သူမကိုဒီစီသွားပြီးကင်မရာအသစ်ပြန်ပေးပေမဲ့ကိုဒီကလက်မခံပဲသူတို့တော်ထဲမှာဓာတ်ပုံအတူသွားရိုက်ကြပါတယ်။နောက်နေ့မနက်မှာတော့ဘန်းနာရင်ကျက်ယောဂရှိတဲ့ဂျက်စီက
ရှူစေးကုန်တော့မယ်လို့ပြောတာကြောင့်စပိုက်ဒါကအကြောင်းစင်းရင်ဝယ်ပေးမယ်လို့ကတိပေးပါတယ်ဒါပေမဲ့အင်းရှိမှာပေါ်လာရောက်လာတာကြောင့်သူတို့တဲအိမ်ထဲမှာသွားပုန်းနေရပါတယ်ပေါ်လာကဂျေစီနဲ့ဒီနေ့အတွင်မတွေ့ရရင်ရဲတိုင်တော့မယ်လို့တတိပေးပြီးပြန်သွားပါတယ်ဂျက်စီကတော့ဒီလိုပိုးအောင်နေရတာကိုပြင်မဲနေပြီဖြစ်လို့ CPS ကိုအမှန်တိုင်းပြောပြချင်နေပါပြီဒါပေမဲ့စပိုက်ဒါကတားမြစ်ပြီးဒန်နစ်စီက ID ကတ်သွားယူဖို့ကြိုးစားပေမဲ့ဒန်နစ်ကကလေးအုပ်ထိပ်ခွင့်အတွက်တရားရုံးရောက်နေတာကြောင့်မတွေ့ခဲ့ရပါဘူးညနေဘက်မှာတော့ဂျက်စီကဆွဲကြိုးအကြောင်းထပ်မေးတဲ့အခါစပိုက်ဒါကရောင်းလိုက်ပြီဖြစ်ကြောင်းနဲ့အမေဟာသူတို့ကိုတကယ်ချစ်တာမဟုတ်ပဲစေးကိုပဲချစ်တာဖြစ်ကြောင်းအမှန်တိုင်းပြောချင်စိတ်ပေါက်လာပါတယ်ဂျက်စီကအမေဟာလူကောင်းတစ်ယောက်ပါလို့ညင်းပေမဲ့စပိုက်ဒါကအမေဟာဂျက်စီငယ်ငယ်ကအပြင်မှာပြစ်ထားခဲ့လို့ခဲတောင်သေးတော့မဲ့အကြောင်းနဲ့ဂျက်စီရဲ့ရင်ကျက်ယောဂဟာအမေစေးသုံးခဲ့လို့ဖြစ်ရတာလို့ပြောချင်ရတွေပြောချလိုက်ပါတယ်ဂျက်စီကမယုံပဲအပြင်ကိုငိုပြီးထွက်ပြေးရကနေရင်ကျက်ယောဂထားပြီးသတိလစ်သွားပါတယ်စပိုက်ဒါကလူနာတင်ကားကိုမစောင့်နိုင်တော့ပဲကိုယ်တိုင်ကားမောင်းပြီးဆေးရုံကိုပို့လိုက်ပါတယ်ဆေးရုံမှာအုတ်ထင်းသူမပါပဲလူနာအခြေအနေကိုမပြောနိုင်ဘူးလို့ညင်းနေတော့ဗန်လေးရောက်လာပါတယ်ဘန်ကဂျက်စီအန်ဒီမရှိတော့ကြောင်ပြောလာတဲ့အခါစပိုက်ဒါကစိတ်အေးသွားခဲ့ရပါတယ်သူမကညီမလေးနဲ့မခွဲပါနဲ့လို့ဘန်ကိုတောင်းပန်ပါတယ်ဂျက်စီဆေးရုံကဆင်းတော့သူတို့အလက်ဇက်တို့အိမ်မှာခိတတဲခိုကြပါတယ်ဘန်ကသူဇနီးကိုကလေးတွေကိုမိဘမဲ့ခေဟာပို့ရင်လေတကွဲတပြားစီဖြစ်သွားနိုင်ကြောင်းရှင်းပြပါတယ်နောက်နေ့မှာတော့ဘန်ကသူတို့ကိုကြောင်းပို့ပေးပြီးအမေဖြစ်သူကိုရှာပေးမယ်လို့ကတိပေးပါတယ်ဘန်ထွက်သွားတာနဲ့စပိုက်ဒါကအလက်ဇက်စီကပတ်စံကိုယူပြီးထွက်ပြေးဖို့ပြင်ဆင်ပါတယ်သူမဒန်နစ်စီက ID ကတ်သွားယူပြီးဂျက်စီကိုကျောင်းကနေသွားခေါ်ပါတယ်အိမ်ပြန်ရောက်လို့ပစ္စည်းတွေသိမ်းနေတော့မှဂျက်စီကမလိုက်ချင်ကြောင်းသူတငယ်ချင်းတွေနဲ့မခွဲနိုင်ကြောင်းနဲ့အမေအလောင်းကိုဒီတိုင်းမပစ်ထားခဲ့ချင်ကြောင်းပြောပြီးညှင်းဆန်ပါတယ်စကားများရင်စပိုက်ဒါကဂျက်စီကိုရိုက်မိသွားပါတယ်အဲ့ဒီအချိန်မှာပဲ Rich ရောက်လာပြီးတကားကိုအတင်းထုံးပွင့်ကဝင်လာပါတယ်သူကအမေတင်နေတာကိုတီးကြောင်းနဲ့ထောက်ပံ့ကြေးတွေကတစ်လဒေါ်လာ200ပေးရင်ဒီလိုဝက်ချက်ကိုထိမ့်ပေးမယ်လို့ချိန်ချောက်ပါတယ်စပိုက်ဒါကသဘောတူလိုက်ပေမဲ့ Rich ကဂျက်စီကိုပါရန်ပြုတ်ဖို့ကြိုးစားလာပါတယ်ဂျက်စီက Rich ရဲ့နှရွက်ကိုပြန်ကိုက်လိုက်တာကြောင့် Rich ကသူမကိုရိုက်ချလိုက်ပါတယ်ခဏအကြာမှာဂျက်စီပြန်နိုးလာတော့စပိုက်ဒါက Rich ထွက်သွားပြီဖြစ်ကြောင်းပြောပြပြီးသူတို့မပြေးတော့ပဲဒီမှာပဲနေတော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်နောက်ဆုံးမှာတော့သူတို့ရဲကိုအကြောင်းကြားပြီးအမှန်အတိုင်းဖွင့်ပြောလိုက်ကြပါတယ်ဘန်ကစပိုက်ဒါကိုမိသားစုနဲ့မကွဲအောင်ကြိုးစားတာဟာအမှားမဟုတ်ဘူးလို့အားပေးပါတယ်ဂျေစီရဲ့ဇာပနာမှာညီမနှစ်ယောက်မျက်ရည်တွေနဲ့နှုတ်ဆက်ကြပါတယ်ကိုဒီလည်းစပိုက်ဒါကိုလာရောက်အားပေးပါတယ်နောက်ဆုံးမှာတော့စပိုက်ဒါဟာအမေရဲ့ဆွဲကြိုးလေးကိုပြန်ရွေးနိုင်ခဲ့ပြီးအထက်ကသူတို့ညီမနှစ်ယောက်ငယ်ငယ်ကပုံလေးကိုကြည့်ကအမေဖြစ်သူကိုခွင့်လွှတ်ပေးလိုက်ရင်ဇလန်းလေးလည်းပြီးဆုံးသွားပါတယ်အခုလိုဇာကားကောင်းတွေကို recap လုပ်ပေးတာကိုကြိုက်နေတတ်တဲ့ဆိုရင်တော့ကျမရဲ့ channel ကို subscribe လုပ်ပြီးအားပေးကြပါအောင်လို့တောင်းဆိုပါရရှင်အားပေးကြတဲ့တဦးတစ်ယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်တာယာသောနေ့ရက်လေးဖြစ်ပါစေရှင်